ကအရင်လိုနပတ်ရှိတွေနှုတ်တက်ကောင်းလေမလို့တော့အဲ့ဒီပြက်ပြီးတော့ခါနေတာတွေလည်းမဖြစ်တော့ဘူးကျင်းကခလေးကိုနှုတ်နဲ့ဓာတ်ရိုက်မတိုက်တော့ဘူးနှုတ်ညှစ်ပြီးတော့ဘူးထဲကိုထည့်တိုက်နေပါတယ်အဲ့ဒါဆိုတော့နှုတ်ညှစ်နေတဲ့အချိန်ဆိုတခြားအလုပ်တွေတခါလေတစ်ခါတစ်ထည့်လုပ်လို့ရတာပေါ့ကျင်းထားဆိုရင်နှုတ်ညှစ်နေရင်လည်းရည်ဖျန်းနေရပါရှင်ဒါပေမဲ့ကျင်းကနှုတ်တိုင်းရိုက်မတိုက်တော့နှုတ်ထွက်ပါအောင်မလားလို့လူကြီးတွေကတော့စိတ်ပူတယ်လူကြီးတွေစိတ်ပူနေရဆိုတာလည်းကျင်းနားလေဒါပေမဲ့ကျင်းကတော့ဒိုင်းလေးစမွေးကြတဲ့ကနှုတ်သိမ့်မထွက်လို့သူများတွေညှိုးရင်းနဲ့ဒီကိုကိုဟတ်ကကိုကိုနတ်ဝိုင်းကိုတောက်လျှောက်တောက်လာခဲ့ရပါတော့အခုထိလည်းတောက်နေတော့မဲ့ဆိုတော့နှုတ်ကတော့ထွက်တာဝေါကနေပါပဲဒီကိုကိုဟတ်ဝိုင်းလေးကဒီလိုမျိုးဆုံးလေးနဲ့တခါလေးကလော်စားလို့ရတယ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့တောက်စရာတစ်ခုခုထဲမှာလည်းဖြော်ပြီးတခါလေးတောက်လို့ရတာဆိုတော့အရန်ကိုလွယ်ကူတယ် convenient ဖြစ်တယ်ပေါ့နော်ဒီလိုမျိုး teaspoon လေးနဲ့လည်းစားလို့ရတာ။ရတာလေးကတော့အုံးစီနဲ့နေမှုံမွေးလေးနဲ့စားလို့ကောင်းတယ်ပေါ့နော်။စားပြီးတော့3နာရီလောက်လုံးမညှစ်ဘူးဆိုရင်အဲ့လိုမျိုးတို့အရန်တင်းပြီးတော့ခဲချင်တာလေးတောင်ဖြစ်တယ်။ကဲမေမေတို့လည်းစမ်းကြည့်ကြနော်။